တက်တော့မှရှာနေလားယူနီလေး wifi လေးတက်တော့မှရှိရနော်အဲ့ဒီပေါ်ပေါ်လာလည်းမသိတက်မှရှိရဲ့YouTube မှာတချင်းနားထောင်နေရလားယူနီလေး wifi လေး YouTube မှာရှိနေပြီနော်ဟာဘယ်ကနေပေါ်ပေါ်လာမသိဘူး YouTube ဟေးဘာရမှာလဲယူနီလေးရှိနေပြီနော်ဘာလို့နေရာတိုင်းမှာရှိနေရလဲ Telegram မှာရုပ်ရှင်ကြည့်နေရလားယူနီလေးက Telegram မှာလည်းရှိနေပြီနော် ယူနီလေးကဘာလို့နေရာတိုင်းမှာရှိနေရလဲ ယူနီလေးကအခုဆိုရင် social media တိုင်းမှာရှိနေပြီလေအဲ့ဒါကြောင့်မလို့ follow တာလုပ်ထားလိုက်တော့နော် Unilink